အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဇာရက်ပဲဖြစ်ပါတယ်ဒီနေ့မှာဆိုရင်တော့ Tiger က Red မှာတင်းမယ်တွေဘယ်လောက်ရေးပါလဲဆိုတာပြပြမယ်ပြီးတော့ anime တင်းမှာရီဆက်ရှင်းနဲ့ Angela ပါတော့ဒီပွဲတော်တော်လေးရုံလိုက်ရတယ်ပြီးတော့အုတ်တိတ်ကြီးကလည်း damage ရကျွတ်စေပြီဗျာ brother တို့ပဲကြည့်လိုက်တော့ပွဲဆက်ဆက်ချေ anime Angela ဘယ်ဘက်စားနေလဲဆိုတော့ vision ပြပေးတယ်ပြီးတော့ mid မှာ grid တွေခုရှင်းပေးတယ်အုတ်တိတ်က early game မှာတော်တော်နာတာစက္ကန့်40မှာတည်းသွေးကတော်တော်ကိုင်းနေပြီသွေးနဲ့တရက်သားနဲ့ပဲ Maxman ကို backup ကိုပို့သွားတာ Moscow ကိုနှကောင်ပေါက်တတ်မယ်လို့တွေးတာဟောစကေးတူကလွဲနေတယ်ဒီနေရာမှာလိုက်လက်သွားတော့မသိချင်အောင်ဆောက်လိုက်ဗျာပြီးတော့ Moscow ကို skate to flag နဲ့ stand ပေးတာဟိုဘက်က beauty finance ဆိုတော့စောစောတရားမယ့်နေရာမှာမတည်တော့ဘူးဆရာသမားချောင်ကရှေ့မကြီးနောက်မကြီးကိုရီဘက်က hyper ကိုကန်တာကန်ချေအုပ်စုပြီးတော့ဖြုတ်ပေးလိုက်တယ်ရီဆန်ရှင်နဲ့အဂျလာကဒီနေရာမှာစီးကြော်လာတော့ scale 1နဲ့ slow effect ပေးပြီးနှကောင်လုံးကိုဖြုတ်ပေးလိုက်တယ်အာဒီဂိမ်းမှာကိုရီတင်းကအသာစီးရနေပေမဲ့လေဂိမ်းမှာကျတော့လောကခွေးဖြစ်တာပဲဒီဟဲလို့မိတ်ဆွေကခွေးမဖြစ်ချင်ဘူးဆိုရင်ကျွန်တော်ရဲ့ဒီ channel လေးနဲ့မိတ်ဆက်ပေးပြစေကျွန်တော် channel မှာဆိုရင် Roblox နဲ့ MMB တိုင်းမောများကိုထိုင်းဘက်ဖြစ်ဈေးသက်သက်တာနဲ့ရောက်ချပေးနေပါပြီပြီးတော့ဒီ channel မှာ Starlight Cat နဲ့ Diamond တွေကို giveaway အနေနဲ့လုပ်ပေးမှာမလို့ join ကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျ Telegram channel နဲ့ကျွန်တော်ရဲ့ Telegram account ကို description နဲ့ comment အောက်မှာလိပ်ချပေးထားပါတယ်ကဲဒါဆိုရင်ဗီဒီယိုပြန်ဆက်ရအောင်ဒီမှာဆိုရင်အိုးဒိတ်ကအဲ့ဒီတုံးပြီးတော့ဝေလာမော်ကြိုတိလို့ skate 2ကိုခြံထားတာဘာလို့ skate 2ကိုခြံထားရလဲဆိုတော့ Tiger ရဲ့ skate 2ကအိုးဒိတ်ရဲ့ ID ကို stand ပေးနိုင်လို့ပါကံကောင်းချေတော့အိုးဒိတ်က flag က ID တုံးပြီးတော့ဝင်လာတာဆိုတော့အဲ့ဒီမှာပဲဖြုတ်ပေးလိုက်ပါတယ် Moscow ရဲ့ legit damage ရနာပြေးနေရပဲဆိုတာကသူလည်း beauty finance ဆိုတော့တော်တော်လေးကိုထိရခတ်နေတာကိုဘက်က main နဲ့ tower ကိုပါထပ်ပေးလိုက်ရတော့လုံးဝကိုမတန်တော့ဘူးဗျာကြည့်လိုက်တော့ဒီနေရာမှာဆိုကျွန်တော်တို့ရဲ့ EHP ကိုလာခဲ့တာ skate 2 flag လေးနဲ့အလှလေးဖန်ပြီးတော့ anime 3ကောင်ကိုပြန်ယူလိုက်နိုင်တယ်ဟိုဘက်ကမိတ်ကလည်းစာတတ်တယ်ကွာအနောက်ကနေပိတ်ပြီးကေးမယ်လို့လောက်ထားတာအဲ့ဒီတုံးပြီးတော့ waiter crown နဲ့ပြန်ခဲပြသွားတာ 2K ပါပြန်ပေးလိုက်ရတယ်ဒီနေရာမှာဆိုငါငို့မှာ Moscow တေးသေးပဲချမ်းပြီးကိုမတည်သွားဘူးကွာကျေးဇူးတင်ပါတယ်ဒီမှာဆိုလဲကွာဟိုဒိတ်က 2K ပြလိုက်တာကွာမီနီရပါရသွားတယ်ကွာကြီးကြီးပါကွာဒီမှာဆိုလဲကွာလော့လေရမလားဆိုဝင်ကျုံးတာကွာလော့လဲမြကိုလည်းပြန်တည်သွားတာငါငို့မှာဒီလိုနဲ့ပဲကွာစင်မကောင်းစွာနဲ့ဒီပွဲကရှုံးသွားပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့